အနန္ဒနာဓမ္မပါလကဟိန္ဒူဖွဲ့ချုပ်ကိုမြန်မာနိုင်ငံမှာ1950ခုနှစ်ဇန်နဝါရီ14ရက်နေ့ဟိန္ဒူများရဲ့အထွတ်မြတ်ပွဲတော်တစ်ခုဖြစ်သောမကာဆန်ကရန်တီပုံငယ်နေ့မှာဒေါက်တာမန်ဂယ်စင်ကြီးကနေပြီးတော့စတင်ပြီးပုံမြင့်ချဆောင်ရွက်ခဲ့တာရှိပါတယ်တဏ္ဍနာဓမ္မပါလကအဖွဲ့ရဲ့အဓိပ္ပာယ်ကတော့တဏ္ဍနာရှေ့ကျသောထာဝရအမြဲတည်ရှိနေသောဓမ္မမှန်ကန်သောအပြောဆိုအပြုမှုအကျင့်ကြံစီကံနေထိုင်မှုပါလကထိမ့်သိမ်းသူစောက်ရှောက်သူလို့အဓိပ္ပာယ်ရပါတယ်မြန်မာနိုင်ငံရှိတိုင်းနဲ့ပြည်နယ်များကိုအဖွဲ့ချုပ်အနေနဲ့ဇုံ6ခုခွဲကဟိန္ဒူမျိုးသားစုကြီးဗတ်စုံဖွံ့ဖြိုးတိုးတက်လာမည့်လုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်အဲ့ဒီမှာဇုံ1မြောက်ပိုင်းဇုံအထက်မှာပြီးဖြစ်ပါတယ်ဇုံ2အလဲပိုင်းဇုံ middle ဇုံ3တောင်ပိုင်းဇုံကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးနောက်ကျွန်တော်တို့ပဲခူးမြို့နောက်ဇုံ4အရှေ့တောင်ပိုင်းဇုံကျွန်တော်မွန်ပြည်နယ်ကဲပြည်နယ်တနင်္လာရီဇုံ9အနောက်တောင်ပိုင်းဇုံအေရဝတီတိုင်းဒေသကြီးဇုံ6အနောက်လယ်ပိုင်းဇုံပဲခူးအနောက်ရခိုင်မကွေးတိုင်းဒေသကြီးကအချို့မြို့တွေနဲ့ကျွန်တော်တို့ဇုံ6ခုခွဲပြီးတော့လုပ်ငန်းတွေကိုဆောင်ရွက်နေတာရှိပါတယ်စံလုပ်ငန်းရဲ့အဓိကအလုပ်ကတော့ရှာခလုပ်ငန်းဖြစ်ပါတယ်ရှာခဆိုတာကျွန်တော်တို့နေ့စဉ်တနာရီအပတ်စဉ်ဆိုရင်တနာရီနဲ့15မိနစ်သတ်မှတ်ထားတဲ့အချိန်သတ်မှတ်ထားတဲ့နေရာမှာလူငယ်လူရွယ်တွေကိုစီယုံပြီးတော့ကျွန်တော်ကာယညာနာစရိတ္တမိတ်တဘောဂဆိုတဲ့ဗလ9တန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်နောက်ကျွန်တော်တို့တစ်နှစ်မှာကျွန်တော်တို့သင်တန်း3ချိန်ပြုလုပ်တာရှိပါတယ်တစ်နှစ်တာသင်တန်းSanskar Sadhana Work လို့ခေါ်တယ်။နောက်ဒုတိယအနေနဲ့ကတနိုင်ငံလုံးရဲ့နှစ်ပတ်လည်သင်တန်းဆိုတာတပတ်ပေါ့။အဲ့မှာလည်းကျွန်တော်တို့အပိုင်း3ပိုင်းပွဲပြီးတော့ပရာသမိတ်ပထမနဲ့ပရဝေရှ်ဒုတိယနဲ့ပရဝင်းတတိယနဲ့ဆိုပြီးတော့သင်တန်းကို3ပိုင်းခွဲပြီးတော့တပတ်ကျွန်တော်တို့တက်ရပါတာရှိပါတယ်။တစ်နှစ်မှာတစ်ကြိမ်။နောက်ကျွန်တော်တို့စောင်းရဒီမှာရက်တိုသင်တန်းကို3ရက်ကျင်းပတာရှိပါတယ်။စံမှာတစ်နှစ်တာမှာပွဲတော်5ခုကိုကျွန်တော်တို့ကျင်းပနေတာရှိပါတယ်။နံပါတ်1စံခရန်တီပွဲတော်ဆိုင်ရဲ့နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်ဒုတိယဗုဒ္ဓကျန်ဒီပွဲတော်တတိယဂုရုဒက္ခဏဂုရုပူର୍ဏိမာစရုဒ္ဓချာမန္တန်ပွဲတော်ချာမန္တန်ပွဲတော်တော့ပွဲတော်တွေမတက်နိုင်တဲ့မိဘပြည်သူတွေအိမ်နိုင်ရာရောက်ကျွန်တော်တို့လိုက်လံပြီးတော့အမှုဆောင်တွေကနေပြီးတော့ရာခိကျိုးချီနှောင်တာရှိပါတယ်နံပါတ်5ပြည့်စမအနေနဲ့ဝိဇယဒရှမီပွဲတော်ဆိုပြီးတော့ပွဲတော်5ခုကိုကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်ဆက်ဆက်အဖွဲ့အစည်း6ခုရှိပါတယ်။နံပါတ်1ဗုဒ္ဓဝင်ပြပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံမှာစထတန်ခါရဏတင်ကြီးရန်ကုန်မြို့ကဘာရေးကုန်းမြင့်မှာ1956ခုနှစ်မှာရှရီရမ်ပရကာဒီဂျီခေါ်အနာဂါရိကဥပဒကဆရာကြီးဦးစိန်တင်ကနေဦးစီးပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့တမိုင်းကိုမြေပုံဆွဲကပြသခဲ့တာရှိပါတယ်။အဲ့ရနေစတင်လိုက်တာဆိုလို့ရှိရင်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်နယ်နဲ့တိုင်းအသီးသီးမှာဘုလူဝင်ပြပွဲတွေကိုဆက်ဆက်မပြတ်ပြသလျက်ရှိပါတယ်။မာပြည်နယ်မကပါဘူးအိန္ဒိယနိုင်ငံထိုင်းနိုင်ငံနီပေါနိုင်ငံတွေမှာလည်းပြသခဲ့ပူပါတယ်။လက်ရှိလုပ်ငန်းတွေလည်းဆက်လက်ပြီးတော့ဆောင်ရွက်နေတာရှိပါတယ်။နံပါတ်2ကျွန်တော်တို့တင်ကြားပို့ချရေးဘုကော်မတီဟိန္ဒူရေးသိငယ်တွေငယ်စဉ်ဘဝမှာဟိန္ဒူဘာသာရေးအကြောင်းတရားအကြောင်းထုံးတမ်းစင်လာများအကြောင်းလူနေမှုနဲ့ကျင့်ကြံအားထုတ်မှုအကြောင်းသိစေရန်ရည်ရွယ်ပြီးတော့1982ခုနှစ်မှာစတင်ပြီးတော့ဟိန္ဒူဓမ္မစာပေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့သင်ကြားပြီးတော့တစ်နှစ်မှာတစ်ကြိမ်တရက်တည်းစာမွေးတွေစစ်ပြီးတော့ထိုက်တန်တဲ့စုပွေးပွဲတွေကိုလည်းပြည်내နဲ့တိုင်းအသီးသီးမှာအဲ့ဒီကော်မတီကနေပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။နံပါတ်3ဇနကလျာဏအသင်းကို1982ခုနှစ်ကနေစတင်ပြီးတော့လုပ်ငန်းစဉ်4ရက်နဲ့ဆောင်ရွက်နေတာရှိပါတယ်။တဏ္ဍနာဓမ္မရိပ်သာပဲခူးတိုင်းဒေသကြီးကြောက်တကာမင်္ဂလာဓမ္မရိပ်သာတန်လည်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးမှာဟိန္ဒူဘာသာမှာဆင်းရဲနှံပါတဲ့သားငယ်သမီးငယ်တွေရဲ့ဘဝဗတ်စုံဖွံ့ဖြိုးတိုးတက်လာရည်ရွယ်ပြီးတော့လုပ်ငန်းတွေကိုတပိုင်းတနိုင်ဆောင်ရွက်နေတာရှိပါတယ်။အဲ့ဒီဌာနတွေမှာတက္ကသဘာသာစာပေမိခင်ဘာသာစာပေဟိန္ဒီတမန်ကွန်ပျူတာခေတ်ပညာအသက်ဝန်းကျောင်းပညာရပ်တွေကိုစာဝတ်နေရေးနဲ့အတူစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။နောက်ကျန်တဲ့နှစ်ခုကတော့ပစ္စဝတီယောဂရိပ်သာပြုံးလင်မြို့မှာရှိပါတယ်။ယောဂစင်တာကိုကျွန်တော်တို့စတင်ပြီးတော့ဖွင့်လှစ်ထားပြီးဖြစ်တဲ့ပြည်မြို့ဓမ္မတာလာကိုတော့ကျွန်တော်ဖျားဘူးဓမ္မမိတ်ဆွေတွေလာရောက်တက်ဖို့နိုင်တဲ့စေဝါလုပ်ငန်းတွေနဲ့ဒီဇနကလျာဏအသင်းကြီးကလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်
နံပါတ်၄အနေနဲ့ဟိန္ဒူအမျိုးသမီးများဟိန္ဒူမျိုးသားနည်းတူဟိန္ဒူအမျိုးသမီးများရဲ့ကဏ္ဍယဉ်ကျေးမှုဘာသာရေးပညာရေးစတဲ့ဗတ်စုံဖွံ့ဖြိုးတိုးတက်လာရည်ရွယ်ပြီးတော့1985ခုနှစ်မှာဟိန္ဒူစေဗီကာစမတိဟိန္ဒူအမျိုးသမီးများအဖွဲ့ကိုဖွဲ့စည်းပြီးတော့လှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာရှိပါတယ်။တနေ့မှတစ်ကြိမ်တင်နန်းရှာခါစတဲ့လုပ်ငန်းတွေနဲ့ဟိန္ဒူမျိုးသမီးတွေဗတ်စုံဖွံ့ဖြိုးတိုးတက်လာရန်ဆောင်ရွက်လျက်ရှိပါတယ်။နံပါတ်5ဟိန္ဒူလူငယ်များအသင်း Hindu Youth Society မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေမှာဟိန္ဒူလူငယ်တွေဘာသာချစ်စိတ်မိမိအရေးချင်းမြင့်တက်လာရန်ရည်ရွယ်ပြီးတော့ဟိန္ဒူလူငယ်များကြား Personality Development Camp Seva Project နဲ့ Activities တွေကို2005ခုနှစ်ကနေပြီးတော့စတင်ပြီးတော့ယနေ့ထိတိုင်ဆောင်ရွက်လျက်ရှိပါတယ် Hindu Family Relief Group မြန်မာနိုင်ငံမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့တဘာဝဘေးအန္တရာယ်ရေဘေးမီးဘေးလေဘေးငလျင်စတဲ့အချိန်တွေမှာဟိန္ဒူမိသားစုကူညီထောက်ပံ့ရေးအဖွဲ့ကနေပြီးတော့တပိုင်းတစ်နိုင်ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းတွေကိုဆက်စပ်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။တစ်နှစ်မှတစ်ချိန်ဝါဆိုသင်္ကန်းနဲ့စွန်းဆက်ကပ်လူဒန်းပွဲကြီးကိုတနိုင်ငံလုံးမှာရှိတဲ့ဟိန္ဒူမိသားစုဝင်များရဲ့စုပေါင်းအလူနဲ့ရန်ကုန်မြို့ကဘာရေးကုန်းမြေမှာရှိတဲ့နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်စာချစာတင်ဆရာတော်တန်ဃာတော်ပါ400ဝန်းကျင်ကိုနှစ်စဉ်နှစ်တိုင်းဆောင်ရွက်လာတာဆိုလို့ရှိရင်ယခု32ချိန်အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်ပါတယ်ယခုလိုလုပ်ငန်းတွေအားလုံးဆောင်ရွက်ရင်းနဲ့ပဲပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့အသိဉာဏ်85နှစ်ဆိုတဲ့ခြေလမ်းပေါ်မှာကြားရောက်ပြီးတော့မဟာယက်ကဲလို့ခေါ်တဲ့မီးုံပူဇော်ပွဲနဲ့ဇန်နဝါရီလအသင်းရဲ့နှစ်ပတ်လည်နေ့မှာစတင်ခဲ့တာရှိပါတယ်ဒီစီစဉ်ကိုစုံလိုက်85တွဲနောက်85ရက်ရဲ့စတဲ့လှုပ်ရှားမှုတွေနဲ့လုပ်ငန်းတွေကိုစတင်လိုက်တာဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့ရဲ့အမှုဆောင်တွေအားလုံးရဲ့ဆုံးဖြတ်ချက်နဲ့အညီလုပ်ငန်းစဉ်17ရက်ကိုကျွန်တော်တို့ချပြပြီးတော့ဒီလုပ်ငန်းစဉ်17ရက်ပေါ်မှာအကောင့်ထဲပေါ်လာတာဆိုလို့ရှိရင်အခု85ရာခိုင်နှုန်းပြီးမြောက်ပြီးဖြစ်ပါတယ်လုပ်ငန်းစဉ်တွေထဲမှာကာယပြိုင်ပွဲလူငယ်လူရွယ်တွေအမျိုးသားကာယပြိုင်ပွဲကိုကပတီခိုး gold ring ချက်ကရဝလကိုရှန်ကျဲစတဲ့ပြိုင်ပွဲတွေအမျိုးသမီးတွေအတွက်ထုပ်စီပတ်လည်ကစားနည်း3မျိုးနဲ့ဇုံလိုက်ကျွန်တော်တို့ကကျင်းပလာတာဆိုလို့ရှိရင်စုစုပေါင်းပြိုင်ပွဲဝင်အသင်း183ကျင်းနဲ့ဒီပြိုင်ပွဲတွေကိုအောင်မြင်ကျင်းပပြီးဖြစ်ပါတယ်ဒုတိယအနေနဲ့ညာနာပြိုင်ပွဲကိုစာရေးစာကုန်းပြိုင်ပွဲဂျပန်စကားပြောပြိုင်ပွဲစန်ဂစ်စန်တချဲလို့ခေါ်တဲ့တဦးချင်းအုပ်စုလိုက်မိသားစုလိုက် zoom ပြိုင်ပွဲဆေးရောင်ချဲပြိုင်ပွဲနဲ့ပုံတူပကြီးပြိုင်ပွဲတွေကိုလည်းကျွန်တော်တို့ကျင်းပပြီးဖြစ်ပါတယ်ဆေးရောင်ချဲပြိုင်ပွဲမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးနဲ့ဦးဆောင်မှုနဲ့ကျွန်တော်တို့ပြိုင်ပွဲဝင်ပုံ5မျိုးကိုဝင်ရောက်ပြီးတော့ပြိုင်ခဲ့တာဆိုလို့ရှိရင်စုစုပေါင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ professional ပကြီးဆရာတွေရဲ့ရေးဆွဲမှုက89ပုံပြိုင်ပွဲဝင်ပြီးဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့မကြခင်မေလမှာကျွန်တော်အားလုံးမြင်တွေ့ကြမှာဖြစ်ပါတယ်ထို့နည်းတူ950 unit တွေးလူတန်းပွဲကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်အပင်950စိုက်ပျိုးခြင်းဒီဟာလည်းကျွန်တော်တို့လုပ်ငန်းတွေကတနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်ပြီးဖြစ်တယ်ယောဂရှိပြီးလို့ခေါ်တဲ့ယောဂသင်တန်းကိုလည်းပြင်စဝတီယောဂရိပ်သာမှာကျွန်တော်ကျင်းပခဲ့ပြီးဖြစ်ပါတယ်ထို့နည်းတူဒီနေ့9ရက်10ရက်မလမှာဟိန္ဒူအမျိုးသမီးများရဲ့တွေ့ဆုံပွဲတစ်ရက်ကိုပြင်စဝတီယောဂရိပ်သာမှာခမ်းနားစွာနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့အမျိုးသမီး150ဦးပါဝင်ပြီးတော့အောင်မြင်မြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်။နောက်ကျွန်တော်တို့အခုလက်ရှိကျင်းပနေတဲ့ဟိန္ဒူအမျိုးသားများတွေ့ဆုံပွဲကိုလည်းကျွန်တော်တို့အောင်မြင်မြင်နဲ့ဆောင်ရွက်နေပြီးဖြစ်တယ်။နောက်တစ်ခုကျန်တာကတော့ကျွန်တော်တို့ရဲ့85နှစ်ပြည့်စုပေးပွဲအခမ်းအနားကိုမေလ23-24မှာရန်ကုန်မှာခမ်းနားစွာနဲ့လုပ်ငန်းကိုဆောင်ရွက်တော့မှာဖြစ်တယ်ဆိုတဲ့မင်္ဂလာသတင်းကိုလည်းကြိုတင်ပြီးတော့အကြောင်းကြားရပါတယ်။အဖွဲ့ရဲ့ရုံးချုပ်အနေနဲ့ရန်ကုန်မြို့38လမ်းမှာရှိပြီးတော့မန္တလေးမြို့မှာရုံးခွဲဇေယျဝတီတထုံစတဲ့ရုံးခွဲတွေနဲ့သာသနာပြုဆရာဘဝကိုပေးဆက်ထားတဲ့ပုဂ္ဂိုလ်ကျွန်တော်တို့ဓမ္မပါလကအဖွဲ့မှာ9ဦးရှိပါတယ်။အဲ့ပုဂ္ဂိုလ်တွေရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်တို့လုပ်ငန်းတွေကိုအောင်မြင်မြင်နဲ့ခရီးဆက်နေတယ်ဆိုတဲ့မင်္ဂလာသတင်းကိုပြောကြားရင်းနဲ့ပဲအားလုံးကျေးဇူးတင်ပါတယ်။